ဒီတစ်ခါမှာတော့ထမင်းကြော်မှာပါပြီးချွတ်ထားတဲ့အသီးနှံလေးတွေကိုအစင်းပြင်ထားမယ်ချက်သားလေး150 gram ကိုခရူးစီလေးနဲ့စားလေးနဲ့နေထားမယ်ကြော်ဖို့အတွက်အစင်းဖြစ်ပြီဆိုရင်တော့စီလေး2ဆွန်းစာလောက်ကိုအိုးရဲကိုထည့်မယ်စီပူလာပြီဆိုလို့ရှိရင်တော့ငွေခလောက်ထားတဲ့ကြက်ဥလေးနှလုံးထည့်ပြီးတော့ငွေကြော်လေးကြော်ပါမယ်အဲ့ဒါလေးကနောက်ဆုံးမှထမင်းကြော်ပြီးမှဖြူမှာပေါ့နော်အဲ့ဒါလေးအဲ့လိုကျက်ဥလေးနည်းနည်းလေးချစ်သွားပြီဆိုရင်အဲ့ကျက်ဥလေးတွေကိုပကံလေးထဲမှာပေါ်ထားလိုက်မယ်ပြီးတော့ရင်တော့အဲ့ဒီကြော်ထားတဲ့ကျက်ဥကြော်ထားတဲ့ကျန်တဲ့စီလေးထဲမှာပဲပေါ့နော်ချက်သားလေးစနနေထားတဲ့150 gram ကိုထည့်ပြီးတော့အိုကင်းပူလေးတိုက်ပါမယ်အဲ့ဒီအိုကင်းပူလေးတိုက်ပြီးချက်သားလေးနည်းနည်းလေးနွမ်းသွားပြီဆိုလို့ရှိရင်တော့စနကတောက်ဆင်းထားတဲ့ချက်သွန်ပြူလေးတွေကိုလည်းထည့်ပြီးတော့မှွေလိုက်ပါမယ်အဲဒီချက်သွန်ပြူလေးတွေကိုထည့်ပြီးတော့မှွေပြီးသွားပြီဆိုလို့ရှိရင်နည်းနည်းလေးစက္ကန့်30လောက်လှိမ့်ပြီးတော့ခါကြတော့ချက်သားလေးနှူးသွားအောင်လို့ရေလေးနည်းနည်းလေးမြုပ်တယ်ဆိုရင်လေးခဏလေးတည်ပါမယ်။ဘာရတာမှတော့ထပ်မထည့်တော့ပါဘူး။စနခီးစီလေးနည်းနည်းနဲ့စားလေးနည်းနည်းနဲ့အရသာထည့်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှမထည့်တော့ဘူးရေလေးနည်းနည်းလေးမြုပ်အောင်လောက်ထည့်ပြီးတော့ချက်သားလေးနှူးအောင်ခဏလေးတည်ပါမယ်အဲ့လိုမျိုးရေလေးကနည်းနည်းလေးမစိုးတလောက်လေးကြံတဲ့အချိန်ရောက်ပြီဆိုလို့ရှိရင်တော့စနလေးချွတ်ထားတဲ့အသီးနှံတွေထည့်မယ်ဘရိုကိုလီရဲ့ခါကျအိုးရဲ့ဂေါ်ပီရဲ့ပဲသီးရဲ့ချက်သွန်လေးတွေရပေါ့နော်သွန်ပြတော့ထည့်မထည့်တော့ပါဘူးဘာလို့လဲဆိုတော့စနတော့ထည့်ထားတာမလို့ပါအဲ့ဒီနံလေးတွေထည့်ထားပြီးပြီဆိုလို့ရှိရင်တော့ဒီနံလေးတွေကိုနည်းနည်းလေးနွမ်းသွားအောင်ခဏလေးစက္ကန့်30လောက်ထပ်ပြီးတော့လိမ့်ပြီးအောင်ကြော်ပေးလိုက်မယ်ဒီလိုမျိုးကြော်ပြီးသွားပြီဆိုလို့ရှိရင်တော့စနကဘိုးတစ်လုံးစာလောက်ချက်ထမင်းလေးတွေကိုထည့်မယ်ပြီးသွားလို့ရှိရင်အပေါ်ကနေပြီးတော့ပဲကြာညူလေးနည်းနည်းလေးဖြူလိုက်မယ်အရောင်လေးလာသွားအောင်လို့ပေါ့နော်ဘာစီမတော့ထပ်မထည့်တော့ပါဘူးစနတော့ထည့်ထားတဲ့စီကအဲ့ထမင်းကြော်စာတစ်ပွဲလုံးစာအကုန်ပါပဲအဲ့လိုမျိုးလေးနှံ့သွားပြီဆိုရင်ကျွန်မစားလေးနည်းနည်းလေးထည့်ထည့်တယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်စနကြော်ထားတဲ့ကြက်ဥလေးကိုလည်းအပေါ်ကနေဖြူလိုက်တယ်ဖြူပြီးတော့10မိနစ်လောက်လေးကျွတ်နေအောင်လို့ထမင်းလေးကိုကြော်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးကြော်ပြီးသွားပြီဆိုရင်တော့နောက်ဆုံးမှာငရုတ်ကောင်းလေးဖြူပြီးတော့ခါကြတော့ထည့်လိုက်လို့ရှိရင်အရန်စားကောင်းတဲ့ထမင်းကြော်လေးရပါပြီဗီတာမင်တွေပရိုတင်းတွေအများကြီးပါဝင်တဲ့ထမင်းကြော်လေးပါအတားလေးကိုတော့ကော်ပီလေးပေါင်းတခွားသီးလေးပပလေးလီးမယ်ရုပ်သီးစိမ်းလေးညက်ထည့်မယ်ချက်သွန်လေးထည့်ပြီးတော့တမယာသီးလေးညှစ်ငရုတ်စော်လေးနဲ့ထည့်ပြီးတော့အဲ့အချင်းလေးနဲ့စားပါရရှင်